ဒီနေ့တော့လုပ်ပေးရလေးမှာရှမ်းတူနွေးလှုပ်ဆောင်မှာဖြစ်ပါတယ်။ပြန်မအောင်ဆုံးကလေးပဲစိတ်မုံလေးနဲ့တူနွေးကြပါမယ်။ရှိလက်ရှိမွေပြီးတဲ့အခါမှာပုတ်ပွက်ဆူလာတဲ့အခါမှာကိုလိုတဲ့အနေထားလို့ရောက်လာပါပြီ။ခုဆိုရင်တူနွေးလေးတူနွေးကြပြီးတဲ့အခါမှာတော့ညတူကပိငက်ပီကိုအနှစ်လေးချက်ပါမယ်။ပိငက်ပီအနှစ်ချက်တဲ့အခါမှာတစ်ခါနဲ့စက်သားလေးနဲ့တက်တောက်ဆင်းပြီးတော့ရတာအစုံထည့်ပြီးတော့အနှစ်ကလေးချက်မှဖြစ်ပါတယ်။စက်သားနှစ်ချက်တဲ့အခါမှာစက်သွမီစီတက်ပြီးတော့ပိငက်ပီအနှစ်လေးရဲ့ရတာမုံလေးရဲ့စက်သားစင်ကောလေးရဲ့ထည့်ပြီးတော့တမအောင်နှိုးရမယ်ရှင်။ခုလိုချင်တဲ့အနေထားလေးရအောင်တခြားလေးစိတ်ရှိလက်ရှိလေးအနှစ်ကလေးကိုချက်ပါမယ်ရှင်။ရတာအနေတော်ပြီဆိုရင်တော့ရှမ်းခောက်ဆွဲရှမ်းပတ်လေးထပ်ပြီးတော့ပြုတ်ပါမယ်ရှင်။ရှမ်းပတ်လေးကတော့အလွယ်တကူရုပ်တန်းစရာပဲတောင်းဝယ်ထားပါတယ်။ဒီနေ့ပပတ်ဆူရမှာရှမ်းပတ်လေး10မိနစ်ခန့်ထည့်ပြီးတော့ပြုတ်ပါမယ်။ညကတော့ကစုံရလေးစားခြင်းနဲ့တွေ့ကစုံရလေးပါထည့်ပြီးတော့ပြုတ်ပါတယ်။ဆက်ခောက်ဆွဲရလူချင်းနဲ့အမှားပြုတ်မှအဆင်ပြေလို့ပြုတ်လို့ရပါတယ်။ညကတော့ပြုတ်လေးကြိုက်တဲ့အတွက်ဆက်ခောက်ဆွဲကိုပြုတ်လေးပြုတ်ပါမယ်။ပါဝင်ပစ္စည်းလေးပါမြင်းပြန်ကြာညွန့်ရယ်ဒူဟင်းလေးရယ်ပိငယ်ပြီးနှစ်ကလေးရယ်ရှာကောပါကောစီချက်လေးရယ်နာမည်စက်တုံးမိတ်လေးရယ်ပွဲစားလေးကိုအတင်းတော်လေးပြင်ပါမယ်ရှင်ရှာကောပါကောထည့်ပါမယ်စက်တုံးလေးရယ်နောက်ပြီးတော့ပိငယ်ပြီးနှစ်ကလေးထည့်ပါမယ်ရှင်ပိငယ်ပြီးနှစ်လေးလည်းလိုတလောက်လေးကိုကြိုက်တလောက်လေးထည့်ပါမယ်ရှင်နာမည်စက်တုံးမိတ်ထည့်ပါမယ်ပြီးရင်တော့တိုးနည်းကြိုက်တော့တိုးနည်းလေးထည့်ပါမယ်တိုးနည်းမကြိုက်တော့အချောက်တုံးလေးလှုပ်စားလို့ရပါတယ်ရှင်ဒီကတော့တိုးနည်းလေးစားခြင်းနဲ့တိုးနည်းလေးကိုအနေတော်လေးထည့်ပါမယ်အခုဆိုရင်ချက်ခောက်ဆွဲစားလို့ရပါပြီရှင်ဒီအသားလေးကိုအနေတော်ပြအောင်တမအောင်နှိုးရမယ်ဒီလိုချင်တဲ့ငန်းပြရင်လုပ်ပြီးထပ်ပြီးတော့ထည့်လို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်